你那边了哈？ ဟုတ်မင်္ဂလာပါ 现在我今年都跟咱们国外看看啦，这个库啥情况呀？不，路面看看呀嘛嘞。ဟုတ်ကျွန်တော်ရမ်းပြောပါတယ်ဗျကျွန်တော်ငယ်လေးကလည်းဒီရနာဘုံတင်းကိုဘာထုခွင့်မှလည်းအမြဲတမ်းသွားပြီးခဲ့တာဆိုတော့ဟုတ်ဒီမှာကန်လဲကျွန်တော်ရနာဘုံတင်းနဲ့ပဲကန်နေတာဗျဟုတ် လက်ရှိအချိန်မှာရန်နာပုံသိန်းကိုကိုယ့်ရဲ့ကစားသမားဘဝအတွက်အမှန်ကန်ဆုံးရွေးချယ်မှုတစ်ခုအဖြစ်ဆုံးဖြတ်ခဲ့တာမှာမန်လေးသားတစ်ယောက်အနေနဲ့ကိုယ့်ရဲ့မွေးရနေကိုစားပြုကစားခွင့်ရမယ်ဆိုတဲ့အချက်ကဘယ်လောက်ထိအရေးပါခဲ့လဲဟုတ်ကျွန်တော်ရနာဘုံဇာသမားဖြစ်တာကျွန်တော်ဂုဏ်ယူပါတယ်ဗျဟုတ်ကျွန်တော်လည်းမန်လေးမှာမွေးရဆိုတော့လေဟုတ်ရနာဘုံတင်းမှာတော့အမြဲတမ်းကစားကြတာပေါ့ရနာဘုံတင်းမှာကစားကြတာပေါ့ဟုတ်တော့ကွင်းထဲမှာလည်း 100% အပြည့်အကုန်ပေးမယ်ပေါ့ဟုတ်ပြည့်တယ်လားအားပေးဖို့လည်းကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်တက်15နှစ်ရွယ်တဲ့ကမြန်မာနိုင်ငံကနေထွက်သွားပြီးအင်္ဂလန်နိုင်ငံမှာပညာသင်ရင်းဘောလုံးပညာလေ့လာစိတ်ကူးခဲ့တယ်နော်အဲ့ဒီလိုစတင်ခဲ့တာနိုင်ငံတကာဘောလုံးခရီးစဉ်အစားကိုအခုချိန်မှာဘယ်လိုပြန်လဲသုံးသပ်ချင်ပါလဲဟုတ်ကျွန်တော်15နှစ်ခရဲကနေပြီးတော့အင်္ဂလန်ကိုသွားတာပေါ့နော်အခက်အခဲတွေတော့ရှိတာပေါ့နော်တယောက်တည်းလည်းနေရတယ်ပေါ့အင်္ဂလန်မှာတယောက်တည်းလည်းနေရတယ်ပြီးတော့လည်းစာတင်ကျင်းတို့စာလည်းတင်ရတယ်ဘောလုံးနဲ့တွဲကန်ရတယ်ဆိုတော့နည်းခက်ခဲတော့ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်သွားခဲ့တဲ့အကြောင်းကတော့အင်္ဂလန်မှာအကောင်းဆုံးအကြောင်းပဲကျွန်တော်တို့တခြား Premier League Academy တို့Championship ကတို့ League 1တို့ Academy နဲ့လည်းကျွန်တော်ကန်ခဲ့ပြီးအတွေ့အကြုံတွေအများကြီးလည်းရခဲ့တယ်ပေါ့နော်ဟုတ်အသက်16နှစ်ပြည့်ပြီးနောက်ပိုင်းပေါ်တူဂီကလပ် Lolitanos နဲ့ Esperanza de la Cruz အသင်းတွေမှာတွားရောက်ကစားခဲ့တဲ့အချိန်ကာလတွေကကိုယ့်ရဲ့ကစားသမားဘဝတိုးတက်မှုအတွက်ဘယ်လောက်ထိရှိပါခဲ့ပါလဲဟုတ်ကျွန်တော်အတွေ့အကြုံတွေအများကြီးရခဲ့တယ်ပေါ့နီးပြတွေကလည်းရန်နီးစနစ်ပိုင်းတွေလည်းအကုန်လုံးကောင်းတယ်ပေါ့နော်ကစားသမားတွေကလည်းနိုင်ငံပေါင်းစုံမှာဆိုတော့အတွေ့အကြုံတွေအများကြီးရခဲ့တယ်ကစားသမားတွေကလည်းသူကလည်းနည်း professional ဆန်တာပေါ့နော်အကုန်လုံးကလည်းဟုတ်အဲ့ပြီးတော့လည်းနယ်လိတွေကလည်းဟိုဘက်က physical ဘိုင်းတွေကလည်းပို့ပြီးတော့နယ်များတာဆိုတော့ပေါ့နော်နယ်ပေါ့ကြိုးစားပေါ့ဒီတက်ပို့ပြီးတော့ကြိုးစားတော့ပေါ့နော်ဟုတ်ငစဉ်ကလေးကပြည်တွင်းမှာဘောလုံးစတင်ကစားခဲ့ပြီးကစားသမားဘဝရဲ့ဖွံ့ဖြိုးတိုးတက်မှုအများစုတော့ပြည်ပမှာပဲဖြစ်နိုင်ခဲ့တယ်နော်စီကင်းပြိုင်ပွဲမှာမြန်မာဘောလုံးနဲ့ပြန်လည်ထိတွေ့ခဲ့ပြီးတဲ့နောက်အခုလိုရန်နာဘုံအသင်းစီတရားဝင်ပြန်လည်ရောက်ရှိလာတဲ့ပုံဘယ်လိုမျိုးမြင်မိပါလဲတော့ငယ်ကလေးကပြည်ပမှာကန်လာဆိုတော့ကျွန်တော်လည်းတွေးကြုံအများကြီးရခဲ့ပါတယ်ပေါ့နော်အခုအင်္ဂလန်ပေါ်တူဂီဟောင်ကောင်မှာကန်တဲ့အတွက်လည်းကျွန်တော်ဘောလုံးသမားနေလည်းမဟုတ်ဘူးပေါ့နော်လူငယ်တယောက်အနေနဲ့ပါကျွန်တော်တို့ရင်းချက်စေခဲ့ပါတယ်ဒီဂိမ်းမှာမြန်မာလက်ရွေးစင်ကုစားပြုအနေနဲ့ကစားရတာကျွန်တော်ဂုဏ်ယူမိပါတယ်ပေါ့နော်ဟုတ်မြန်မာဘောလုံးလောကနဲ့ပြန်လည်ထိတွေ့တော့လဲကျွန်တော်တို့အရေးကြီးတဲ့အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်ပေါ့နော်ဟုတ်ကျွန်တော်ရနာဘုံ FC တင်းကိုပြန်လာတာကလည်းကျွန်တော်မွေးရမြေကိုပြန်လာဖြစ်တယ်လို့ကျွန်တော်လည်းတာဝန်ယူမှုတစ်ခုလည်းဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ခုမန်လေးသားတယောက်အနေနဲ့လည်းကျွန်တော်အကောင်းဆုံးကွင်းထဲမှာအကောင်းဆုံးကြိုးစားပြီးတော့ကျွန်တော်ပြည်ပမှာရခဲ့တဲ့အတွေ့အကြုံတွေလည်းကျွန်တော်ဒီမှာပြန်ပြီးတော့အသုံးချချင်ပါတယ်ပေါ့နော်ရန်နာဘုံပြည်သက်တွေအတွက်ကွင်းထဲမှာဘယ်လိုကစားသမားမျိုးအဖြစ်အကောင်းဆုံးပုံဖော်ပြသသွားခြင်းပါလဲဟုတ်ကျွန်တော်ပွဲတိုင်းမှာပေါ့ကျွန်တော်100%အမြဲတမ်းပြီးမှာပေါ့နော်တော့အခုကျွန်တော်ရဲ့ individual skill တို့ကျွန်တော်ရဲ့ intelligent play တို့လည်းဖော်ပြကြမှာပေါ့နော်အဲဒါကြောင့်ပြည်သက်တွေကိုလည်းကျွန်တော်အားပေးဖို့စောင်းမြော်ကြည့်ရှုဖို့လည်းနော်ဝင်တောင်းနေပါတယ်ဗျဟုတ်နောက်ဆုံးအနေနဲ့ရန်နာဘုံပြည်သက်တွေအတွက်ပထမဆုံးနှုတ်ခွန်းဆက်စကားလက်ဆောင်လေးပြောပြပါဦးဟုတ်ရနာဘုံ FC ပြည်သက်တွေကိုကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်ဗျဟုတ်ကျွန်တော်ဆက်လက်ပြီးတော့လည်းကျွန်တော်ကိုယ်စွမ်းညံစွမ်းရှိလောက်အကုန်လုံးကျွန်တော်စူးစမ်းပါမယ်ဗျဟုတ်ဆက်လက်ပြီးဒါရအားပေးကြပါအောင်ဗျဟုတ်